ဘသူကမှထုတ်ဖော်မပြောချင်ကြပေမဲ့ American အစိုးရဟာသူတို့ရဲ့နှစ်ပေါင်းများစွာဆွဲကင်လာတဲ့မူဝါဒတွေကိုအကြီးအကျယ်ပြောင်းလဲပစ်လိုက်ပါပြီ။ဆယ်စုနှစ်ပေါင်းများစွာလုပ်ငန်းရှင်တွေကိုခြေကျုပ်မိစေခဲ့တဲ့စီးမြင်းတွေဥပဒေတွေကိုညတွင်းချင်းဆိုသလိုဖယ်ရှားပစ်လိုက်တာဟာတာမန်ကိစ္စတော့မဟုတ်ပါဘူး။ American ဟာအခုဆိုရင်လက်နက်ပြိုင်ပွဲတစ်ခုတည်းကိုရောက်နေပါပြီ။ဒါပေမဲ့ဒါဟာတင်ကားတွေဒုံးကျည်တွေနဲ့ပြိုင်နေတာမဟုတ်ပါဘူး။အခုပြိုင်ဆိုင်နေတာကတော့ AI လို့ခေါ်တဲ့ဉာဏ်ရည်တုနည်းပညာပါလူတွေတတိမထားမိတဲ့အချက်ကဒီ AI နည်းပညာဆိုတာတွက်ချက်မှုပုံသေးနည်းတွေမကပဲရှက်စစ်စွမ်းအင်အမြောက်အများကိုအဆက်မပြတ်လိုအပ်နေတာပဲဖြစ်ပါတယ်လာမယ့်9နှစ်အတွင်းမှာ AI data center တွေအတွက်တင်ရှက်စစ်ဓာတ်အားဂစ်ဂါဝက်100လောက်ထပ်ပြီးလိုအပ်လာဖို့ရှိနေပါတယ်ဒါဟာမျိုးအသစ်100ကိုတိဆောက်တာနဲ့ညီမျှတဲ့စွမ်းအင်ပမာဏပါဒီတော့နိုင်ငံရေးသမားတွေအငင်းခုန်နေချိန်မှာပါနဲ့တဲ့ရင်းနှီးမြုပ်နှံသူတွေကတော့စွမ်းအင်ရရှိနိုင်မဲ့လမ်းစာတွေကိုပဲစောင့်ကြည့်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီစွမ်းအင်အရင်းမြစ်ကိုထိန်းချုပ်နိုင်သူကစစ်ရေးဖြူဟာဘန်ဒါရေးစနစ်နဲ့အနာဂတ်တစ်ခုလုံးကိုစိုးမိုးနိုင်မှာဖြစ်လို့ပါပဲ။ American တင်မကဘူးတရုတ်နဲ့ရုရှားကလည်းဒါကိုကောင်းကောင်းနားလည်ထားကြပါတယ်။အခုလိုစီမီဥပဒေတွေကိုအလင်းအမြန်ပြင်ဆင်နေတာဟာသမ္မတဒေါ်နယ်ထရမ့်ရဲ့ America First အမေရိကပထမဆိုတဲ့ရည်တည်ချက်ကိုအကောင့်ထဲပေါ်နေတာဖြစ်ပါတယ်။သူ့နိုင်ငံကိုကမ္ဘာထိပ်တန်းမှာရှိနေစေဖို့နေမအားညမနာစူးစမ်းနေတဲ့ဒေါ်နယ်ထရမ့်ဟာအမေရိကသမိုင်းမှာအလုတ်ဆုံးနဲ့အကောင်းဆုံးသမ္မတတဦးဖြစ်ရပ်တည်နေတာကိုတွေ့ရမှာပါဖြစ်ပါတယ်။ဒီ AI နည်းပညာပြိုင်ပွဲမှာဘသူကနောက်ဆုံးအောင်နိုင်သူဖြစ်လာမလဲ။စွမ်းအင်အရင်းမြစ်ကိုဘသူကအမိအယဆုပ်ကင်တာမလဲဆိုတာကတော့ရှင်ခုန်စရာပါပဲ။အခုလိုစိတ်ဝင်စားစရာကမ္ဘာသတင်းတွေကိုမျက်ခြေမပြတ်ချင်ဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမိပါနဲ့ဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်